နှစ်ထပ်အခေါက်ဒါကောက်ဘလို့ကြီးလဲနားမလဲဘူးကျွန်တော်ရှင်းပြလိမ့်မယ်ဒီဟာကညတင်လိုက်ရဆိုတာခိုးဝမ်းနေကျွန်တော်ရေသားမောင်းရင်းနဲ့ဒီမှာဖြတ်သွားမှကျွန်တော်တွေ့လို့တင်လိုက်တာနော်တခြားရှင်းပြပြီးလိုက်ကြည့်ဘုဟုတုတရဒါကအခေါင်းပေါ့ပြောမှဆိုနိုင်ငံခြားခေါင်းလို့ခေါ်တယ်ကျွန်တော်ရှိမှာပုံနီးကျန်အဲ့လိုခေါ်တယ်ဒါတော့လေနဲ့တည်တဲ့ခါဒီမှာသုံးတယ်ဒီအခေါင်းတွေကအထူးသဖြင့်တော့ဒီဂျပန်တို့ဘာတို့ကပို့ပြီးတာကြားတယ်နိုင်ငံခြားမှာတည်ဆုံးသွားတဲ့ဓာတ်ပေါ်တွေတစ်ခုဒီလိုပြန်တင်နေဆိုပြီး၃ထပ်ပေါ့၃ထက်ကပထမတစ်ခါကဒါမျိုးနဲ့ကားတာဒါတော့ကျတော့မသိကွာနဲ့တူတယ်နားကင်ပတ်တဲ့ခဲဖလင်အစလို့ပဲဒါပေမဲ့ကောင်ပလတ်စတစ်ပေါ့ပလတ်စတစ်ဖလင်အစတော်တော်လုံးနေထုတယ်ဒါထဲမှာအရင်တော့ဘော်ဒီကိုထည့်တယ်ထည့်ပြီးတော့နောက်တစ်ဆင့်နေလဲဆိုဒီတွတ်ပြားနဲ့ကားတာဒီတွတ်ပြားကြတော့ဒီထဲမှာရေခဲချောက်ထည့်ဒီတွတ်ပြားထဲမှာပိတ်လို့ပြီးအစပါတယ်အဲ့နှစ်ခုရှားထဲမှာတော့ရေခဲချောက်ခံလာတယ်အဲ့ဒါမှဒီဘော်ဒီကိုနည်းနည်းခံနိုင်အောင်ပေါ့နော်နောက်တစ်ချက်ကအပြင်မှာအထက်သားနဲ့အခေါင်းတစ်ခုပါပြီးအဲ့ဒီအခေါင်းကကျတော့တော်တော်လှတယ်ဂျပန်ခေါင်းလေးဆိုပန်းလေးတွေကနုတ်ကလေးညမ်းမိုက်အဲ့လိုမျိုးအစင်နဲ့နိုင်ငံခြားကနေဒီကိုဓာတ်ဘော်ဒီပြန်တည်မယ်ဆိုရင်အဲ့လိုတည်တယ်ဆိုတော့ကျွန်တော်ကညအကျမ်းမင်းလေးရှင်းပြလို့နော်ဘာကြောင့်လို့ရှင်းပြဆိုတော့ဒီဟာတည်ပြီးလို့ရှင်းပြဒီကိုအဲ့ဓာတ်ဘော်ဒီထည့်တဲ့အခေါင်းကြီးပြန်တည်ပြီးမှဒီကမိသားစုမသုံးတာရှိတယ်အဲ့လိုမသုံးဆိုလို့ရှိရင်အဲ့အပြင်တစ်သားအခေါင်းကိုကျွန်တော်တို့အသိမှာပြန်လှူလို့ရတယ်အလှခံပြီးရနော်ကျွန်တော်တို့ကအဲ့ဒါမျိုးတွေကိုတခြားပြန်ပြီးတော့ပြန်သုံးပြီးတဲ့နေရာတွေရှိတယ်ဥပမာထားပါတော့ကျွန်တော်တို့ပြုလုပ်ပေးရတဲ့ဇာပနာတွေမှာဆိုအဲ့အခေါင်းတွေကိုကျွန်တော်တို့ကပြန်ပြီးတော့အလှပြန်ဆင်ပြီးတော့ကျွန်တော်တို့ကရေဝေးမှာပြန်သုံးပေးရတယ်ရှိတယ်နော်လှူခြင်းနဲ့ဆိုအဲ့အခေါင်းတွေအသိမှာပြန်လှူပေးလို့ရပါတယ်အဲ့ဒါလေးရှင်းပြပေးတာပါကျေးဇူးတင်ပါတယ်ခင်ဗျာ